โอเคအခုဆိုဖန်ကတော့ချန်ပီယံဖြစ်သွားပြီဒါပေမဲ့သူပိုင်ဆိုင်လိုက်ရတဲ့အရာကတော့ဒါကတာမန်ခါဘက်တခုမဟုတ်ဘူးဗျာ ဒီဥစားရတကယ် diamond စစ်တယ်လေနော်ဒါရ diamond စစ်တယ်ဒါက ruby နဲ့လောက်ထားတာဒီဟာတကယ်ရွှေသားစစ်ပေါ့နော်ဒါသူနောက်ခေါက်အံပွဲတွေနိုင်သွားတယ်ဆိုလို့ရှိရင်နော်ဒီရဲ့အကြောက်ကနေကမှ ruby ကိုပြောင်းပေးမှာတလုံးတလုံး Oh, I did come out like. Cái chỗ này cho cái lái rồi đó lái. Đột mi áo xòa này anh làm gì? Đã có khắp ba xí. Thả đâu mà phía ba đi. Cái chỗ là cả lắm. Okay. Okay, break the two. Tu cái gì bị thay tay mẹ? Tu cái nhà đi mà. Champion các cô thay đâu mà phía ba đấy. Yeah. Yeah. ယောက်ျားဆိုတာနော်ဒါပဲပြောရတာလောက်ရတယ် ဒါက UFC Legacy Bell ဒီခါဖကဘလောက်တောင်ကြီးကျယ်ခွာနာလဲဆိုရင်သူ့ရဲ့အလေးချိန်ကနေစပြောရမယ်10ပေါင်ကျော်တယ်ဗျဆိုတော့ဘိုလင်ဘောလုံးတစ်လုံးနီးပါးလောက်လေးတာပြီးတော့ရိုးရိုးဆက်တူမဟုတ်ဘူးနော်စစ်မှန်လက်ရွှေချင်းနဲ့ပြုလုပ်ထားတာ တယ်ဖို့ကိုကြီးလိုက်ရင်ပိုလောင်အောသွားအောင်မယ်ခံမှန်းချက်ဒေါ်လာ3သိန်း3000ဟုတ်ပါတယ်အိမ်ကောင်းကောင်းတစ်လုံးထက်တောင်ဈေးကြီးနေသေးတယ်တမိုင်းကိုပြန်ကြည့်ရရင်ဒီကားဘက်ဒီဇိုင်းကတကယ်တော့အသစ်နော်2019ခုနှစ်ကြာမှာ UFC ကသူတို့ရဲ့25နှစ်ပြည့်အထက်မှအနေနဲ့ထုတ်ခဲ့တာ UFC ရဲ့ခစ်တစ်ကမ္ဘာအဆင့်မီပုံရင်ကိုစားပြုဖို့အတွက်ပေါ့ဒီကားဘက်ကလာပယုံတက်တယ်မဟုတ်ဘူးညာသူ့ဘော်ကအသေးစိတ်ချက်တိုင်းမှာဇလန်းတွေအသေးပေတွေအပြည့်နဲ့ကဲအဲ့ဒါတွေကိုတစ်ခုချင်းစီကြည့်လိုက်ကြအောင်ပထမဆုံးအလေကောင်ကပြားကြီးကိုကြည့်အောင်အဲ့ဒီပေါ်မှာ UFC ရဲ့သမိုင်းခုလုံးကိုထည့်ထားတာကြောက်တုံး25တုံးဒါကခါဘက်ကိုစမစ်ဆက်တဲ့25နှစ်ပြည့်ထိမ့်မပေါ်ပြီးတော့အလန်း8ခုဒါက UFC ချန်ပီယံတွေကိုပထမဆုံးမွေးထုတ်ပေးခဲ့တဲ့နိုင်ငံ8နိုင်ငံကိုဂုဏ်ပြုထားတာနောက်ဆုံးရိုမကနန် MCMX93 ဒါကတော့ UFC စတင်တည်ထောင်ခဲ့တဲ့1993ခုနှစ်ကိုရည်ညွှန်းတာပါပဲဒါမဲ့ဒီခါဘက်ကိုတကယ်ထူးခြားသွားစေတာကဒီအပိုင်းဗျာဒါကချန်ပီယံတယောက်ချင်းစီအတွင်းတီးတန့်ထိသွားစေတဲ့အမတ်သားတွေပဲဘယ်ဘက်ချမ်းမှာချန်ပီယံနဲ့နာမည်သူပြိုင်တဲ့ကိုလေးချင်းတန်းပြီးတော့သူ့နိုင်မြေအလံကိုထည့်ပေးထားတယ်ဒါမဲ့အမိုက်ဆုံးကဒါပဲဒါသူနောက်ခေါက်အံပွဲတွေနိုင်သွားတယ်ဆိုလို့ရှိရင်နော်ဒီရဲ့အကြောက်ကနေကမှ ruby ကိုပြောင်းပေးမှာတလုံးတလုံး Oh, I did come out like. ချန်ပီယံခံဘတ်ကိုတစ်ခါကားကွဲနိုင်တိုင်းပတ္တမြားနီတစ်လုံးထပ်ထည့်ပေးသွားမှာဆိုတော့ခါဘတ်ပေါ်ကပတ္တမြားရေအတွက်ကိုရေချိလိုက်တာနဲ့အဲ့ချန်ပီယံကဘလောက်တောင်စိုးမိုးနိုင်ကြလဲဆိုတာတစ်ခါတည်းသိနိုင်တာပေါ့အခုဆိုဇလန်ရဲ့ပယ်မာဆုံးအခန်းကတော့ရေထိုးပြီးသွားပြီမိကုန်းကဂျိုရှူအာဗန်တယောက်သူ့ရဲ့အမွေအနှစ်ထိတဲ့ဒီကပတ်ကောမှာပတ္တမြားတွေဘယ်နှလုံးအထိထပ်ထည့်နိုင်မလဲဆိုတာပါပဲဒါကတော့အားကစားလောကတစ်ခုလုံးကစိတ်ဝင်စားတစားနဲ့စောင့်ကြည့်ရတော့မယ့်ဇလန်တပုတ်ဖြစ်လာပါပြီယောက်ျားဆိုတာနော်ဒါပဲပြောရတာလောက်ရတယ်